大家好，欢迎来到我的频道。အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ HSK ကို1-2ပြီးထားပေမဲ့တရုတ်စကားပြောမတွက်သေးတဲ့သူတွေအတွက်အလွယ်ကူဆုံးနဲ့အမြန်ဆုံးတရုတ်စကားပြောတတ်ဖို့အတွက်ဒီဗီဒီယိုမှာဆက်ပြီးပြောပြသွားပါမယ်။ဒီနေ့ရဲ့ဗီဒီယိုမှာကကြတော့တားဆိုတဲ့စလုံးကိုအသုံးပြုပြီးတော့မတူတဲ့ဝါဟာရစလုံးတွေကိုလောက်ရှင်းနဲ့အတူလေ့လာကြည့်ကြရအောင်။ပထမဆုံးတစ်လုံးက打扫卫生打扫卫生ကကြတော့တန့်ရှင်းလုပ်တာကိုပြောတာ我们一起打扫卫生ကျမတို့တန့်ရှင်းအတူတူလုပ်ရအောင်周末要打扫卫生毕业日ကြရင်တန့်ရှင်းလုပ်ရမယ်打印 print ထုတ်သည်我要打印违建ကျမဒီစာရွက်တွေကို print ထုတ်မယ်请帮我打印这张纸ကျေးဇူးပြုဒီစာရွက်တွေကို print ပြန်ထုတ်ပေးပါလို့ပြော打招呼我跟老师打招呼ကျမနဲ့ဆရာနှုတ်ဆက်တယ်见面要打招呼တွေ့ဆုံတဲ့အချိန်ကျရင်နှုတ်ဆက်ရမယ်打扰နှောက်ယှက်သည်对不起打扰你了တောင်းပါတယ်ခင်ဗျားကိုအနှောက်ယှက်ပေးပြီပါပြီ请不要打扰老师ဆရာကိုမနှောက်ယှက်ပါနဲ့打扮အလားပင်သည်她今天打扮得漂亮သူမဒီနေ့အလားပင်တာအရမ်းလာတယ်出门前我要打扮一下အပြင်ထွက်ခင်ကျမအလားအရင်ပြပါဦးမယ်打包ထုတ်ပိုးသည်这份饭我要打包ဒီသမင်းကိုပါစေယူမယ်打喷嚏他一直打喷嚏သူစတိုက်နာချင်နေတယ်ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲတကယ်လို့ဒီဗီဒီယိုကတင့်အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးရှင်谢谢大家再见下期视频